အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်အာရီနဲ့စပန်ခွိုင်ဂျားမှာရှိတဲ့ take over ဆိုင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဆိုင်လေးကတော့အရန်ကိုလူစီတဲ့ local တွေက foreign တွေကကျွန်တော်တို့မြန်မာတွေကအများဆုံးရှိတဲ့ဘားတွေ club တွေလည်းအများဆုံးရှိတဲ့နေရာလေးတစ်နေရာဖြစ်ပါတယ်ဒီဆိုင်လေးထဲမှာဆိုလို့ရှိရင်လည်းဝင်းဆိုင်ပန်ရှင်က decoration တွေအများကြီးလုပ်ပေးထားပါတယ် speaker တွေ CCTV တွေ laptop တွေ counter တွေအပြင်ကို microwave ရေခဲသစ်တာ freezer chiller air conditioner နှလုံးပါဝင်အောင်မှာဖြစ်ပါတယ်နောက်ထပ် table တွေ chairs တွေရေနွေးအိုးတွေ storage bin တွေနောက် kitchen appliance တွေလည်းထပ်ပြီးတော့ပါဝင်အောင်မှာဖြစ်ပါတယ်ခင်ဗျာဒီဆိုင်လေးရဲ့ area ပတ်ပတ်လေးက local Thai တွေအပြင်ကို foreigner တွေမြန်မာတွေအများဆုံးလာတဲ့နေရာလေးဖြစ်ပါတယ်နောက်ပိုင်းမှာလည်းဒီတက်ပို့ပြီးလူစီကားမဲ့နေရာတစ်နေရာဖြစ်ပါတယ်တကြံလိုပွဲတော်ကြီးရက်ကြီးတွေမှာလည်းပါတီတွေအများကြီးနဲ့လူပြည့်နေတဲ့နေရာတစ်နေရာလေးဖြစ်ပါတယ်ဆိုင်တွယ်လိုအပ်တဲ့ community registration တွေလုပ်ချင်တယ်ဆိုရင်လည်းတခါတည်း service ပေးမဲ့အစီအစဉ်လည်းရှိပါသေးတယ်ခင်ဗျာtake over ဈေးနှုန်းလေးကိုလည်း negotiate လုပ်ပေးအောင်မှာဖြစ်တဲ့အတွက်တကယ်လို့စီးပွားရေးကိုထိုင်းနိုင်ငံမှာအခြေကျကျလုပ်ချင်တယ်နေရာကောင်းကောင်းနဲ့ customer များများလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီနေရာလေးကိုဖွင့်ဖို့အတွက် recommend ပေးချင်ပါတယ်ခင်ဗျာဝင်စားရဲဆိုရင်ကျွန်တော် page ကနေတဆင့်တော့လက်ကဖုန်းနံပါတ်တော့လက်ကဆက်သွယ်မြင်နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်